အယိုးကိုမြေဩဇာဖြစ်ပြုတ်လို့တုံးဆွဲလို့ရတယ်ဆိုတာမိတ်ဆွေတို့မြင်မှုကြားဘူးပါလားဒီနေ့ဗီဒီယိုလေးမှာအယိုးမှုတ်ပေါ့နော်အယိုးမှုတ်ကိုကျွန်တော်တို့မြေဩဇာဖြစ်တုံးလို့ရတဲ့အကြောင်းလေးကိုပြောပြပေးသွားမယ်ကျွန်တော်ဒီနေ့ focus ထားပြီးပြောသားချင်တာကတော့ကျွန်တော်နွားယိုးမှုတ်ကိုပြောချင်တာကျွန်တော်ရှိမှလည်းအဲ့ဒီနွားယိုးမှုတ်ကိုရောင်းပါတယ်ပုံလေးပြထားပေးပါမယ်ကျွန်တော်လေအယိုးမှုတ်ကိုမြေဩဇာဖြစ်တုံးလို့ရတယ်နွားယိုးပဲဖြစ်ဖြစ်ဘာယိုးပဲဖြစ်ဖြစ်မိတ်ဆွေကြက်ယိုးရှိရဆိုလဲမြေဩဇာဖြစ်လှုပ်လို့ရတယ်လှုပ်လို့ရတဲ့နီးလေးအရန်လွယ်တယ်အယိုးတွေကိုကျွန်တော်တို့6နေအောင်ပေါ့နော်နေလှမ်းလိုက်လှမ်းပြီးရလာတဲ့အယိုးတွေကိုကျွန်တော်တို့ပြုတ်လိုက်ပြီးရင်ကျွန်တော်တို့ဘလန်ဒါနဲ့ချိန်လိုက်ပြီးဆိုရင်ရပါပြီဒီကျွန်တော်တို့ပေါ့နော်ဒီတားတဲ့ယုံတွေကထွက်တဲ့ဒီကျွန်တော်တို့ရောင်းတဲ့ဟာတွေကတော့တားတဲ့ယုံတွေကထွက်တဲ့ဒီနွားယိုးတွေကိုဒီယိုးမထုတ်လို့မဲ့လူတွေကဘာလုပ်လဲဆိုရင်ဒီကောင်လေးပြုတ်လိုက်တယ်ပြုတ်ပြီးတော့အမဲစီထုတ်တယ်ဗျာအမဲစီကတော့ဆက်ပြတော့ဘာလို့မှလုတ်တဲ့နေရာမှာတုံးတယ်အဲ့ပြုတ်လိုက်ပြီးထွက်လာတဲ့အယိုးကိုကျွန်တော်ကြိတ်ပြီးတော့ရလာတဲ့အမှုတ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့လက်ရှိမြေဩဇာဖြစ်ကြောင်းနေတဲ့အယိုးမှုတ်ပဲဖြစ်ပါတယ်ဆိုတော့အယိုးမှုတ်ကမြေဩဇာဖြစ်ဘယ်လိုတုံးလို့ရလဲမြေဩဇာဖြစ်ဘယ်လိုတုံးလို့ရလဲဆိုတော့အယိုးမှုတ်က NPK မှာဆိုရင်သူကဒီ P ပေါ့နော် phosphorus တက်ပေါ့နော် phosphorus တက်ကသူကဒီ25 30အဲ့လောက်ဝန်းကျင်ပေါ့နော်အချမ်းမြအဖြစ်တော့အဲ့လောက်ဝန်းကျင်ချီကိုပါတယ်လို့ပြောလို့ရတယ်အဲ့တော့သူက phosphorus တက်ကဘာတွေလုပ်လဲဆိုရင်ကျွန်တော်အပွင့်တွေကိုအထောက်အကူပြုတယ်အမြစ်တွေကိုအထောက်အကူပြုတယ်ဒါအပြင်ဒီအယိုးမှုတ်မှာပါတယ်ကယ်လ်ဆီယမ်တက်ကလည်းဒီ10နေရနေခိုင်မာစေဖို့အထောက်အကူပြုတယ်အဲ့ဒီတော့ကြောင့်မို့လို့အယိုးမှုတ်ကတဘာဝမြေဩဇာထဲမှာဆိုရင်ကနန်းမြင့်မှာပါတယ်ဒီအပွင့်နဲ့အမြစ်တွေဒီ10နေရနေခိုင်ပါဖို့အတွက်အကောင်းဆုံးမြေဩဇာတွေမှာပါတယ်ဒီကောင်ကိုသုံးမယ်ဆိုရင်ကျွန်တော်ဒီမှာအထုပ်လေးကိုဆိုရင်ထမင်းသားဆုံးတစ်စုံလောက်ကိုအိုးလေးနဲ့ထည့်လိုက်တာနဲ့အသုံးပြုလို့ရတယ်မိတ်ဆွေတို့ဒီလိုအများကြီးပြပန်းခံပြီးမလုပ်ချင်ဆိုကျွန်တော်ရှိမှလည်းဝယ်လို့ရတယ် 1kg ကိုကျွန်တော်9000ကျပ်နဲ့ရောင်းပေးထားတယ်ဒီကောင်ကတော့လေ slow release ဖြစ်တဲ့ခါကျတော့ဒီကောင်ဖြည်းဖြည်းချင်းပဲဟိုထည့်ဒီကောင်မြေဩဇာဖြစ်သွားတဲ့ဟာဆိုတော့ထည့်ပြီးတော့နည်းနည်းလေးတော့စောင်းရတာတော့ရှိရဲ့အရေးကြီးကနောက်တစ်ခုကတော့ဒီထမင်းသားသုံးတစ်စုံလောက်ကျွေးရင်လုံလောက်ပြီးနောက်ပြီးတော့ဒီကောင်ကဒီချင်းကန်ဂိမ်းပေါ်တော့မူတည်ရတချို့ချင်းကန်ဂိမ်းအရန်ငန်နေတယ်ဘာညာဆိုရင်ဒီကောင်မလှုပ်နိုင်တာတွေဘာတွေတော့ဒါလိုမျိုးရှိတတ်တယ်ဒါကတော့မိတ်ဆွေတို့မေးထားလိုက်ပါဟိုလေခင်းတွေတော့ပြောတာဗောနော်လေဆိုင်ခင်းတွေမှာတော့ဒီ pH ကအခါရကြရတော့ကြာမှာဒီယူမို့ထည့်ရင်မလှုပ်နိုင်တာတွေပါရှိတယ်အိမ်တိုင်းတိုင်းဆက်ရလောက်ကတော့သမင်းသားစုတစ်စုံလောက်ထည့်ပြီးတော့ထားလာရတယ်၄-၅ လောက်ထိ AC ပေါ့နော်ခံပါတယ်တစ်ထုပ်လောက်ဆိုရင်အများကြီးသုံးလို့ရတယ်တဘာဝမြေဩဇာပဲသုံးနေတဲ့လူတွေဆိုရင်တော့ဒီယူမို့ကိုကျွန်တော်ရှိမှာဝယ်ယူရရှိနိုင်တယ်နွားယိုးလောက်ထားတာပါဝယ်ယူခြင်းဆိုရင်ဝယ်လို့ရတယ်တချို့ကြောက်လည်းဟိုအယူရှိရလူဆိုရင်တော့ဒါမျိုးဟာနွားတွေကဟိုဘယ်လိုဆိုတေးွားတဲ့နွားယိုးတွေလောက်တယ်ဆိုတမျိုးတော့ထင်ကောင်းတော့ထင်နေမယ်ဒါပေမဲ့မိတ်ဆွေတို့တစ်ဖက်ကလည်းစဉ်းစားကြည့်ပါတော့တဘာဝတရားကြီးကိုအကျိုးပြန်ပြုနေရပါတော့ဒီလွှတ်ပြနေတဲ့အယိုးတွေကိုကျွန်တော်တို့ကဆက်ပြအတွက်အစီထုတ်ပေးတဲ့ဟာလည်းမှာလည်းတုံးကြတယ်နောက်ပြီးရင်ကျွန်တော်တို့ဒီမျိုးသားအတွက်လည်းတုံးဝင်လဲဆိုတော့လေဆိုတော့ဗီဒီယိုလေးကြိုက်နေတဲ့ရင် like follow လုပ်ခဲ့ပါကျေးဇူးအများကြီးတင်ပါတယ်